မင်္ဂလာပါပြည့်တဲ့ကြီးကျွန်တော်ဒီနေ့ကတော့ဆိုင်မှာကွန်းရပြမှာဖြစ်ပါတယ်ဗောနော်ကွန်းရပြမှာဆိုတော့ချက်လောက်ရှူစားလိုက်ကြပါခင်ဗျာဒီဇိုင်းကလည်းပညာနေတာမြင်ရတယ်နော်โอเคပြပါမယ်ဒီတက်လာပါကွန်းရနေကြာသွားပြီနော်ဒီတိုင်းမှာခိုင်းမှုပေါ်လာပါမယ်အဲ့ရှိပါအဲ့ရပါမင်းကောင်းမဲနေဒါနဲ့လည်းမသိရေလို့ကြောင်းဖြစ်လာမှာမဟုတ်တော့ဝေးလာဝေးလာအဲ့တော့ငါပြန်မယူမယ်လေဟုတ်ဟုတ်ကြပါ yes yes ဒါဆက်ပြောရမှာလား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 စပြရမယ်ဆက်ကဆက်ပြောရမှာလားနားလည်းမနေရမှာဘူးကကြီးပါလို့ဘယ်လိုလဲခုနကပြောင်းကျင်းတဲ့တူဒီကအေးပေါ်ပါသူနောက်ပြီးဒီလက်ကကိုဆိုကိုနဲ့ဈေးတွေတက်တော့ကားတွေရောင်းရနေလို့အားနေရကြောအားနေဒီမှာတွေရောင်းနေလို့တော့ဘယ်လိုနေလဲမသိဘူးငါမပိတ်တဲ့ကြီးငါမတက်ကြီးပြောရမလားပြောအောင်တားနေတကယ်ပြောပြီးဒီကနာပြည်တဲ့ကြီးရေသူတို့ကြရဆိုင်မှာတွေ့ပါတယ်သူတို့ရဲ့ဆိုင်ကဆိုရင်ကောင်းကောင်းဆုံးလရရက်ကွယ်ပြည်တော်စုလမ်းမှာမိငုံစစ်ထိတ်လေးမှာရှိနေတာဖြစ်ပါတယ်လမ်းကြောင်းလေးဝင်ပြီးအားပေးလို့ရရတော့မမေးနဲ့တော့သူတို့ကဆိုလို့ရှိရင်ဒီကောင်းကောင်းမျိုးတွင်းဆိုလို့ရှိရင်လေကိုစားတဲ့လူတွေအဆင်ပြေအောင်လို့သူတို့ဘက်ကသီးစားတဲ့ delivery လေးနဲ့ပို့ပေးပါတယ် delivery ရတယ်ဒီမှာပေါ့နော်သူတန်တဲ့လေသူ order ပိုင်းမှာလို့ရပါရှင်ဟုတ်လားဒါပဲနော်